ဒီတာကူတို့ဒီယာဒီကြတော့ညနေ9နာရီနောက်ပိုင်းနဲ့လောက်ပါ9နာရီလောက်နောက်ပိုင်းနဲ့လောက်တဲ့ကြမနေ့ကျတော့ထွက်တဲ့ချိန်ကွက်တီတနေ့စာတနေ့ပဲခဲရတော့ကြုံတာပါဒါပထမတော့ကတော့ကျွမ်းကျင်မှုမရှိတဲ့ခါကျတော့ဟိုကပျက်စီးဒီကပျက်စီးတာပေါ့နောက်ပိုင်းကျတော့လည်းအဆင်ပြေသွားတာအနေတို့ကမျှဝေပေးပါတယ်လှုပ်ချင်ရတယ်ရောင်းချင်လည်းရတယ်အလှလှုပ်ချင်လည်းရတယ်မျှဝေပေးတယ်နီးပညာလာလိုချင်လည်းရတယ်ဒါပေမဲ့လုံနိုင်ဖို့ရည်ကြီးတရားတစ်မျိုးတစ်မျိုးကတော့ပြင်ပန်းတယ်အိရှိလူကုန်လှုပ်ရတာတော့ဒီဥစ္စာကတော့နှစ်ပေါင်း30ကျော်ပြီ40နီးပါးလောက်ရှိပေါ့နော်ဒါကတော့ဒီဥစ္စာငကိုတွေကလည်းလှုပ်ရင်းနဲ့စားတောက်ကုန်ဖြစ်တဲ့အတွက်ဆက်ပြီးလှုပ်ဖြစ်သွားတာပေါ့နော်ဒါနဲ့လည်းအဆင်ပြေသွားတာဟုတ်ပါမှာရင်တော့လည်းအနည်းရောက်ဇင်မာလို့ပဲခေါ်ကြတာပေါ့နောက်တော့အသက်ပိုင်းဆိုင်ဇင်မာပဲဖြစ်သွားတာလေအဲ့ဒါနဲ့ပဲဖွင့်ဖြစ်သွား2ရက်လောက်ကြည့်တယ်2ရက်လောက်ကြည့်တယ်တနိုင်ပေါ့တနိုင်မဲ့လည်းအများကြီးတည်းမလုပ်နိုင်အနည်းဆုံး300တော့ break ပဲထည့်လိုက်တဲ့အခါကျတော့နည်းနည်းတိလေးတွေကျန်တိုးသွားတာပေါ့ကျွန်မတော့စံဝိတ်ကြော်ရှိဒီနေရာမှာပဲဒီနေရာပဲညဈေးမပြောင်းဈေးအဟောင်းနဲ့ဆိုင်နာမည်ကဒေါ်စင်မာနာမည်နဲ့ပဲရင်တော့ဖွင့်တယ်ပေါ့စိုင်းပုတ်တက်တယ်နောက်ပိုင်းကျတော့မလုပ်တော့ဘူးပေါ့နော်အခွန်တွေကအရန်လာတဲ့အတွက်ဒါကြောင့်ဒီကြောက်ကြောဆိုရင်တော့တနားရီလောက်ကြာမယ်ကောင်းရင်းဆိုရင်လည်း तू က45မိနစ်လောက်ပဲကြာမယ် तू ပေါင်းနဲ့ချက်တာဆိုဘာဖြစ်လဲဆိုတော့ तू စံအပြောင်းလဲပေါ့စံဘယ်လိုလဲဆိုစံအသစ်ဆိုထိန်းရတယ်စံဟောင်းဆိုလို့ရှိရင်တော့ပုံမှန်ပေါ့ရေချိန်စကားပြောတာပေါ့နော် तू ရေချိန်ကစံအသစ်ဆိုလည်းနည်းနည်းအတိုးလျှော့လေးပေါ့စံဟောင်းဆိုရင်တော့တစ်မျိုးအဲ့လိုပေါ့အဲ့ဒါတော့နည်းနည်းအခက်ခဲရှိတယ်ကောင်းရင်းဆိုလည်းအဲ့လိုပဲအသစ်ပေါ်ရင်တစ်မျိုးအဟောင်းဆိုရင်တစ်မျိုးအဲ့နှစ်ခုကတော့နည်းနည်းမနေဖြစ်တာပေါ့အဲ့ဒါတက်တာပေါ့နော်ကျန်တာတော့ခင်းပါပဲပုံမှန်ပါပဲဒီတာကူတို့ကြောက်ကြောလည်းဘယ်လောက်မှမကြောက်ဘူးနိုင်ဝက်လောက်ပါ45မိနစ်တနာရီလောက်ပါမိုင်းကုန်ပါပဲဒီမိုးလက်ဆောင်တာ तू ကကြိုတာနဲ့ချရတယ်ဆို2နာရီလောက်ကြာတနာရီခွဲ2နာရီလောက်ကြာ तू မုတ်အင်အားများတဲ့အတွက်ဒီဆိုင်ထွက်ဖို့လားဆိုင်ထွက်ဖို့ဆိုလို့ရှိရင်အဲ့လိုပေါ့မနေ့4နာရီထပြီးစပြီးကြိုတဲ့ရရင်ဒီပြီးတဲ့အထိပြီးလဲပြီး6နာရီလောက်ဆိုပြီးတယ်ပြီးရနဲ့ဆိုင်ထွက်ဖို့ run တော့မာရပြီမလာအစိမ်းကြတော့တချို့ရတော့စူးမွေးရထက်ကြအနီတို့ customer တွေကဒီအယောင်နဲ့ဟာကိုတိတ်မစားကြအနီထည့်လာတဲ့တာကူကြောက်ကြောတောင်တို့ကတိတ်မတုံးမထည့်ခိုင်းဒီအဖြူနဲ့ပဲစားတယ်အနီကအဖြူဦးစားပြီးလို့ချိုးကြတော့ရွှေကျိုးကဒီမုံလက်ဆောင်ဆိုမုံလက်ဆောင်ထညက်နဲ့တကြားနဲ့အဲ့လိုအုံလို့နဲ့ချိုးကြလည်းနိုစိမ့်နဲ့သွားဆိုအနီတို့ကနိုစိမ့်မတုံးအုံလို့တစ်မျိုးလေးပဲတော့နိုစိမ့်နေပါတခုမှမတုံးဟိုဒီ natural ဟာပဲတုံးတယ်လေသူအုံလို့ဟိုဘယ်နဲ့တဲ့မာလေးအုံလေးရတစ်ခါဝင်ရှားပြက်ဝင်အနည်းဆုံး150 200ဝင်ရဆက်မှာပဲချစ်ဆက်မှာတခါတည်းဟိုကုန်ကန်လေးသွားကြိတ်ကုန်ကန်လေးသွားကြိတ်ပေါ့အများကြီးမကြိတ်ထားဘူးရာသီဥကြောက်ချင်သွားမှာဆိုတော့အန်ဒီကတနေ့ပဲဒီဟာဆိုရင်အခုဒီမနေ့လောက်လာ
ဒါဆိုရင်ညနေကချက်ရတာဒီမနေ့ဆိုမမီဘူးအရန်ပူတဲ့အတွက်ဒီတာကူတို့ဒီယာတွေကြတော့ညနေ9နာရီနောက်ပိုင်းနဲ့လောက်ရတယ်9နာရီလောက်နောက်ပိုင်းနဲ့လောက်တဲ့ကြမနေ့ကျတော့ထွက်တဲ့ချိန်ကွက်တီးတယ်တနေ့စာတနေ့ပဲကြုံတယ်ပေါ့အနီတို့ကတော့ခက်ခဲရတော့ကြုံတာပါဒါပထမတော့ကတော့ကျွမ်းကျင်မှုမရှိတဲ့ခါကျတော့ဟိုကပျက်စီးဒီကပျက်စီးတာပေါ့နောက်ပိုင်းကျတော့လည်းအဆင်ပြေသွားတာကျွမ်းကျင်မှုကတော့မြို့မှာတစ်နှစ်လောက်တော့နည်းနည်းလူလက်ခံရတာပေါ့နှစ်ကျော်မှလည်းပုံမှန်ဖြစ်သွားရတယ်လုံနိုင်လုံအနေတို့ကမျှဝေပေးပါတယ်လှုပ်ချင်ရတယ်ရောင်းချင်လည်းရတယ်အလူလှုပ်ချင်လည်းမျှဝေပေးတယ်ဒါပေမဲ့လုံနိုင်ဖို့ရည်ကြီးတာပေါ့ဒီကတစ်မျိုးကတော့ပြင်ပန်းတယ်အိရှိလူကုန်တယ်လေလှုပ်ရတာပေါ့အဲ့ဒါကြောင့်မျှဝေလို့လည်းရတယ်မီးပညာလာလိုချင်လည်းရတယ်ပြတယ်ပြောပေးတယ်လှုပ်ပေးတယ်ဟိုနင်းပေါ့နော်နီးလန်းပြတယ်အနေတို့ကလက်ကိုရီးယားတော့မလှုပ်ပေးနိုင်ဘူးပေါ့ညွှန်ကြားပေးတယ်ဒီရွှေတစ်မျိုးရင်တော့မွန်းလက်ဆောင်လို့ရွှေကြီးလို့ရောင်းတယ်ဒါပေမဲ့နောက်ပိုင်းတော့ရွှေကြီးတစ်မျိုးပဲရောင်းတော့မနိုင်တော့တဲ့တော့ပေါ့နော်ချုပ်ပေါ်ဈေးနှုန်းကအရင်စရောင်းတော့150တည်းကရောင်းတယ်150တည်းကရတဖြည်းကူ2500ဖြစ်တာပါဆယ်အိတ်နဲ့လည်း2500ဘူးနဲ့ကြတော့3500 8နာရီရရင်နောက်ပိုင်းကတော့ကုန်တဲ့အချိန်ကြီးပေါ့ပြောလို့တော့မရဘူးပေါ့နော်တခါကျရင်လည်း1နာရီကုန်2နာရီကုန်တယ်ပေါ့နှစ်ပွဲ6ပွဲဘူးနဲ့က3500ဒီလိုဘူးမျိုးဘူးနဲ့က3500ဒါချက်ပဲတောင်းချဟုတ်တယ်နော်ဘယ်နိုင်လိုက်မလဲတိတ်မတိတ်7နိုင်ခွဲလား7နိုင်လား7နိုင်ကျော်မှာဟုတ်ပြီဟုတ်ဖြစ်လဲလို့ပြောခိုင်းလိုက်နော်ဟုတ်ပြီ6ခွဲပါပြီအဲ့ဒီကတော့ဘူးနေရထုတ်ထားပြီလားဒီကတက်ပြီရပြီနော်ဟုတ်ပြီရပြီတရက်ကဥပုံနေပိတ်တယ်ဥပုံနေပိတ်တယ်နေတဝက်ပိတ်တယ်နေကြီးရဲ့ကြီးတနေကုန်ပိတ်တယ်ဈေးပိတ်ရင်ပိတ်တယ်ဈေးဖွင့်တော့ဖွင့်နေတာဘလိုလမ်းမြန်တော့တာဂီတာပစ္စည်းဒီရှေ့ကကုံစုံစံဥလာတင်တဲတဲ့ပေါ့နော်ရွှေမြင့်ထိတ်မှာကလမ်းတဲတဲ့မှာတော့ရွှေမြင့်မြတ်ရွှေဆိုင်တက်တဲ့လမ်းကြားတဲ့ဝင်လာတယ်အလဲမှာအထက်ဆိုင်ကြားမှာပေါ့